မင်္ဂလာပါတစ္ဆာတရားနဲ့ကျေးဇူးတော်မှုတော်အနေနဲ့ကြိုဆိုပါရစေကျွန်တော်ရဲ့စီစဉ်ကိုကြည့်ရှုအားပေးတဲ့သူအရောက်တိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေကျွန်တော်မြန်မာစကားမှာကောင်းပါတယ်ဆိုတဲ့စကားလုံးရှိတယ်ရပါတယ်ကောင်းပါတယ်ဆိုတာတည်တည်ချာချာစဉ်းစားတဲ့အခါမှာကောင်းပါတယ်ဆိုတဲ့စကားတကယ်တမ်းကျတော့လစ်လျူရှုတဲ့သဘောမျိုးနဲ့ပြောတဲ့စကားတွေဖြစ်တယ်အဲ့ဒီစကားလုံးဟာကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့အခြေအနေမှာဒါမှမဟုတ်ကျွန်တော်တို့ရဲ့လူအချက်အမှန်ကိုမဖော်ပြခဲ့ဘူးဒါမဲ့လစ်လျူရှုဖို့ရန်အတွက်တည်တည်ချာချာဒါမှမဟုတ်ရင်အလေးမထားဖို့ရန်အတွက်ကျွန်တော်တို့ပြောတဲ့စကားလုံးတွေဒါလည်းဖြစ်တတ်တယ်ကျွန်တော်ဘာသာရေးကိုကျွန်တော်ကြည့်တဲ့အခါမှာလဲဘာသာတိုင်းမှာကောင်းတဲ့အရာတွေတင်ပေးတယ်ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဗုဒ္ဓဘာသာတွေဆိုလို့ရှိရင်ကျွန်တော်တီလကိုကျင့်တရားမှာအယံကိုကိုင်းဆိုင်တဲ့လူတွေဖြစ်တယ်ကိုယ့်ရဲ့ဆရာဆရာမတွေကိုယ့်ရဲ့မိဘတွေတန်ကာတော်တွေကိုရှိခုပြီးမှဝတ်ပြုတ်ကရဝပြုတ်တဲ့ဥစ္စာတွေကလည်းတကယ့်ကိုလေးနဲ့တဲ့အရာတွေဖြစ်တယ်ပြီးတော့တကယ့်ကိုလည်းကုံလို့ဆရာလည်းကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တဘာဝအရာဘာသာရေးကိုကျင့်တရားပြီးတော့တီလာတွေမှာကျွန်တော်တို့ဟာကိုင်းဆိုင်တယ်အလေးထားတယ်ဆိုတာပေါ်လွင်စေတဲ့အတွက်ကြောင့်ဒီအရာတွေဟာကောင်းမြတ်တဲ့အရာတွေဖြစ်တယ်ကျွန်တော်ဒီနေ့မှာခရစ်တော်အကြောင်းယေရှုခရစ်တော်အကြောင်းကိုကျွန်တော်ပြောတဲ့အခါမှာသူ့ရဲ့လမ်းစဉ်သူပြောပြတဲ့အရာသူ့ရဲ့အသက်တာနဲ့ပြတဲ့အရာဟာကျွန်တော်တို့ဒီအားလုံးအတွက်ကျွန်တော်မြန်မာပြည်မှာရှိတဲ့လူတွေဘာသာရေးကိုကျင့်တရားဒီလတွေအပေါ်မှာတကယ့်ကိုကိုင်းဆိုင်ပြီးမှကျင့်သုံးနေတဲ့လူတွေအတွက်လည်းအထောက်အကူပြုမယ်လို့ကျွန်တော်တို့ယုံကြည်တယ်။ကောင်းပါတယ်ဆိုတာနဲ့ထက်သာအောင်အကောင်းဆုံးကိုရစေခြင်းလို့ကျွန်တော်ဒီအရာပြောပြခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဒီဘာသာရေးနဲ့ယုံကြည်ချက်တွေကိုကျွန်တော်ပြောတဲ့အခါမှာနိုင်ရှင်တာတွေရှိတယ်။ရှင်ကောရမဒါမှမဟုတ်ရင်မိုဟာမက်ကျွန်တော်တို့ကဘာမှာကျွန်တော်တွေ့တဲ့ဘာသာရေးမှာအခြေခံဖြစ်တဲ့သူတွေကိုကျွန်တော်တို့ဖော်ထုတ်ပြီးမှကျွန်တော်တို့နိုင်ရှင်နေရှိတယ်။အဲ့ဒီဟာတွေဟာတခြားဘာသာတွေဟာမကောင်းလို့ဆိုတာမဟုတ်ပါဘူး။ဆိုလိုတာဟာကောင်းပါတယ်ဆိုလို့နဲ့ကျွန်တော်တို့မလုံလောက်စေချင်လို့ဖြစ်ပါတယ်။အဲ့ဒါအကြောင်းကျွန်တော်ဒီနေ့မှာမြန်မာပြည်သူပြည်သားတွေအတွက်အကောင်းဆုံးဖြစ်စေဖို့ရန်အတွက်ကျွန်တော်ဆန္ဒရှိပြီးမှဒီအရာကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။အဲ့ဒါအကြောင်းကျွန်တော်ပြောတဲ့အရာတွေမှာထိမိ၍တခြားလူတွေမကောင်းကြောင်းမဟုတ်ဘဲနဲ့ဟာကွက်ဓမ္မမောက်ပြီးမပြည့်စုံတဲ့အရာကိုကျွန်တော်ပြောချင်တာမဟုတ်ဘဲနဲ့အဓိကအားဖြင့်ကျွန်တော်ဗမာပြည်မှာရှိတဲ့လူတွေအားလုံးကနေအကောင်းဆုံးသောအရာကိုရရှိဖို့ရန်အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ပြောရဲဆိုတာကိုကျွန်တော်ဒီနေ့မှာပူရဲအလေးထားပြီးမှကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့ဒီနေ့စီစဉ်မှာယေရှုဒီအဘေသူနည်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တင်ဆက်နေတာဖြစ်ပါတယ်ဘုရင်တို့မှာယေရှုဒီလူသားဖြစ်သည်လူသားဆိုတဲ့အခါမှာ Prophet Hosea အစီမှာတွေ့ခဲ့တဲ့ဘုရားသခင်ရဲ့လက်ရာတော်မှာထိုင်လျက်မူးတင်ကိုစီးလျက်ကြွလာမယ့်လူသားဆိုတဲ့ဥစ္စာလူယာနှုံပြီးတော့ဖြစ်တယ်ဒါပေမဲ့ဘုရားနဲ့ဆိုင်တဲ့လူသားကိုဆိုလိုတာဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြသွားပါပြီပြီးတော့ယေရှုသည်ဘုရားသခင်၏သားတော်တောင်ပါမှာတဆူဖြစ်သောသားတော်ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တင်ပြသွားပါပြီပြီးတော့ကျွန်တော်အရင်ပတ်မှာယေရှုဒီဘာဖြစ်လို့ခရစ်တော်ဆိုတဲ့တီးတန့်ရွေးချယ်ဗိသိက်ခံထားတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြသွားပါပြီဆိုတော့အဲ့ဒီမှာရှင်ပေတရုကနေယေရှုရဲ့မေခွန်းကိုသူဖြေတဲ့အခါမှာကိုရောဒီဖျားသခင်သားတော်ခရစ်တော်ဖြစ်သည်ဆိုပြီးမှရှောက်တဲ့အခါမှာယေရှုကနေဒီအရာဟာလူအတွေ့အတာအဖြစ်သိနိုင်တာမဟုတ်ဘူးခမဲတော်ဖျားသခင်ကနေသူ့ကိုတီးဆဲတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုပြောပြတဲ့အချိန်မှာယေရှုကသူဘာဆက်ပြောလဲဆိုလို့ရှိရင်ကိုရောဒီခရစ်တော်ဖြစ်ကြောင်းကိုအဘယ်သူအားမျှမပြောစိမ့်သောဟာတပည့်တော်တို့ကိုပညတ်တော်မူ၏လို့လာပါတယ်အဲ့ဒီမှာယေရှုရဲ့အမှုတော်ထဲမှာသူနမိတ်လက္ခဏာတွေလုပ်တဲ့အခါမှာအမေရန်ဒီအရာတွေကိုအဘယ်သူမှမပြောဖို့ရန်အတွက်သူကတားမြစ်ထားတာကိုအချင်းချင်းတွေ့ရတယ်။ဘာကြောင့်လဲဆိုတာကိုကျွန်တော်မေးခွန်းထုတ်เสียရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီမှာလဲ
ပေတရုကနေသူဒီခရစ်တော်ဖြစ်သည်ဆိုတဲ့ဥစ္စာကိုပြောတာနဲ့ကိုရောကနေသူဒီခရစ်တော်ဖြစ်ကြောင်းကိုအဘေသူမှမပြောစိမ့်တော့ငါသူကတားမိတာကိုပြန်ပြီးတော့တွေ့ရတယ်ယေရှုရဲ့အမှုတော်ထဲမှာသူနမိတ်လက္ခဏာများစွာပြုလုပ်ခဲ့ပါတယ်သူ့ရဲ့ပြုမှုခြင်းသူ့ရဲ့တရားဟောချက်သူ့ရဲ့ဩဇာအာဏာသူ့ရဲ့စကားပြောပုံကအစကျန်တဲ့ပုဂ္ဂိုလ်တွေဖာရိရှဲတွေရဲ့အမြင်မှာဆိုလို့ရှိရင်ဘုရားသခင်နဲ့တန်းတူလုပ်တဲ့သူဖြစ်တယ်တိတယ်ဒါပေမဲ့ယေရှုကိုမလက်ခံတဲ့အတွက်ကြောင့်သူဘုရားဖြစ်တာကိုမယုံကြည်ဘဲနဲ့ဘုရားနဲ့ပြိုင်ဖက်ဖြစ်သူဘုရားနဲ့ဆန့်ကျင်သူစူပြီးမှသူတို့ကဆွဆွဲပြီးမှသူ့ကိုလက်ဝါးကားတိုင်းမှာတတ်ထားတာကိုတွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ယေရှုရဲ့အမှုတော်ထဲမှာဘာဖြစ်လို့သူဟာခရစ်တော်ဖြစ်တယ်သူလုပ်တဲ့အရာတွေကိုအဘယ်သူမှမပြောဖို့ရအတွက်တားမိတယ်လေဆိုလို့ရှိရင်သူခရစ်တော်ဖြစ်ရခြင်းအကြောင်းဟာဆိုလို့ရှိရင်သူလက်ဝါးကားတိုင်းပေါ်မှာကျွန်တော်တို့လူသားတွေအားလုံးအပြည့်အတွက်အသက်ခံရတဲ့အခါမှာသူဒီခရစ်တော်ဖြစ်ခြင်းကိုပြည့်စုံတဲ့အတွက်ကြောင့်ဖြစ်တယ်သူမဟုတ်ရင်သူဟာဖျားကိုပုံကန်သူဖျားကိုဆန့်ကျင်သူဆိုပြီးမှဆွဲခံပြီးမှကြောက်တုံးနဲ့ထုခံပြီးမှအတေခံရမလားဒါမှမဟုတ်ရင်ဖာရိရှဲတွေကျန်တဲ့ပုဂ္ဂိုလ်တွေယေဘရစ်ကြီးတွေရဲ့လုတ်ကြံမှုတွေခံရမလားဆိုတာသူမလိုလားလို့ဖြစ်တယ်ယေရှုခရစ်ရဲ့ရည်ရွယ်ချက်ဟာဆိုလို့ရှိရင်သူလက်ဝါးကားတိုင်းပေါ်မှာကျွန်တော်တို့လူသားတွေအားလုံးအတွက်အပြည့်ရခတည်ခြင်းကိုသူရင်ဆိုင်ဖို့ရန်အတွက်သူကြံစီထားလို့ဖြစ်တယ်လက်ဝါးကားတိုင်းပေါ်မှာသူတည်မှတ်တာရင်သူခရစ်တော်ဖျားခြင်းအကြောင်းဟာပြည့်စုံပြီးမှပြည့်မြောက်သွားတာကိုဆိုလိုတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အရင်ပတ်မှာပြောပြီးသွားပြီဆိုတော့ဒီနေ့မှလည်းဆက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအပြင်ဘာဆက်ဖြစ်တယ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရအောင်ကျွန်တော်တို့ရဲ့အခြေပြုတ်ကျမ်းကိုပြန်ပြီးတော့ဆက်သွားမယ်ဆိုလို့ရှိရင်ရှမသက်ခရစ်ဝါခန်းကြီး16အငယ်21မှာဒီလိုလာပါတယ်ထိုမှတပါကိုရောဒီယေရုရှလင်မြို့သို့သွားရမည်လူအကြီးအကဲယေဘရဟိအကြီးကျမ်းပြုဆရာတို့လက်၌များစွာခံရမည်အတေတချင်းကိုလည်းခံရမည်သုံးရက်မြောက်သောနေ့၌ထားမြောက်လိမ့်မည်ဟုသောအကြောင်းများကိုထိုအခါမှဆ၍တပဲ့တော်တို့အားပြတော်မူ၏အဲ့ဒီမှာခရစ်တော်ကနေသူအတေတချင်းကိုခုနကျွန်တော်အရင်ပတ်မှာပြောတဲ့သူခရစ်တော်ဖြစ်ဖို့ပြည့်စုံခြင်းအတွက်သူအတေတချင်းကိုခံရမယ်ဒါပေမဲ့အဲ့ဒီမှာမကုံဘဲနဲ့သုံးရက်မြောက်၌ရှင်ပြန်ထားမြောက်မယ်ဆိုတဲ့ဥစ္စာကိုသူပြောသွားခဲ့တာဖြစ်တယ်အဲ့ဒီပထမဆုံးပြောတဲ့ခါမှာကျွန်တော်တို့ခုနဘုရားသခင်နဲ့ပေါ်ပြတဲ့ယေရှုဒီခရစ်တော်ဖြစ်တယ်ဆိုတဲ့ပြောတဲ့ပေတရုကနေဘာပြောလဲဆိုလို့ရှိရင်ကိုရော၌ဤသူမဖြစ်ပါစေနဲ့ဤအမှုဒီကိုရော၌မရောက်စေရဘူးဆိုပြီးမှသူအပြစ်တင်ပြီးမှစကားပြောတယ်အဲ့ဒီမှာယေရှုကနေမြတ်တာတော်ကိုလှည့်ပြီးမှအချင်းရန်သူငါနောက်သူဆုလောတင်းဒီငါတိုက်မိ၍လဲเสียအကြောင်းဖြစ်၏တင်းဒီဖျားခင်အရာကိုစိတ်မဆွဲလန်းလူတို့အရာကိုသာဆွဲလန်းသည်ဟုမိန်တော်မူ၏အဲ့ဒီမှာရှင်ပေတရုကနေကိုရောဒီတေချင်းကိုကြုံရမယ်ပြီးတော့ရှင်ပြန်ထားမြောက်မယ်ဆိုတဲ့ဥစ္စာပြောရသားနဲ့ရှင်ပေတရုကနေအဲ့ဒါကိုသူကလက်မခံနိုင်ဘူးခရစ်တော်ယေရှုအပေါ်သို့အဲ့လိုတက်ရောက်မှာကိုသူမလိုလားခဲ့ဘူးပြီးတော့ဒီအမှုအရာကိုမရောက်စေဖို့ရန်အတွက်ခရစ်တော်ကိုတိုက်တွန်းတယ်အပြစ်တင်တယ်ဒါပေမဲ့ခရစ်တော်နဲ့အဲ့ဒီမှာသူ့ကိုခြေပပြီးမှအချင်းရန်သူငါနောက်သူဆုတ်လို့သူကအဲ့လိုနဲ့သူကပေချပစ်လိုက်တယ်ဆိုလိုတာဟာဒီလက်ဝါးကားတိုင်းပေါ်မှာအတေတက်ပြီးမှသူရှင်ပြန်ထားမြောက်မဲ့အရာဟာဖယားသခင်ဤအရာတွေဖြစ်တယ်ဆိုတာကိုပေတရုကနေမသိလို့ဖြစ်တယ်သူဒီအတေတက်ချင်းကိုခံရမယ်ပြီးမှရှင်ပြန်ထားမြောက်မယ်ဆိုတဲ့အရာကိုသူစပြောပြီးမှသူသုံးကျင်တိုင်းသူ့ရဲ့တပည့်တော်တွေစီမှာသူပြောကြားခဲ့တာကိုကျမ်းစာအရာတွေ့ရတယ်သူအဲ့ဒါပြောတိုင်းသူ့ရဲ့တပည့်တော်တွေကနေမလက်မခံနိုင်ဘူးဘာဖြစ်လဲဆိုတော့
ကြည်ပါလားကျွန်တော်ရဲ့လူသမိုင်းမှာလူတေပြီးမှပြန်ရှင်ပြန်ထမြောက်တယ်ဆိုတာဟာမရှိဘူးတဲ့အရာတွေဖြစ်တယ်။တာမန်လူသားတယောက်အနေနဲ့ဒီအရာဟာမဖြစ်နိုင်တဲ့အရာဖြစ်တယ်။လက်ခံနိုင်စရာမရှိဘူးဆိုတာကိုသူ့ရဲ့တပည့်တော်တွေအတ္တထဲမှာကျွန်တော်တို့တင်ရတာဖြစ်တယ်။ထို့တူပဲကျွန်တော်တို့သူတို့ကိုလည်းအပြစ်မပြောရဘူး။ဘာဖြစ်လို့ဆိုတော့ဒီလောကမှာအာရနဲ့စားပြီးမှဒီနေ့ထိဘယ်သူလဲဒေချင်းကိုအောင်တဲ့လူဒေပြီးမှရှင်ပြန်ထားမြောက်တယ်လို့ရှိသလားကျွန်တော်တို့ကြည့်လို့ရှိရင်လုံးဝဘယ်သူမှကျွန်တော်မြင်လို့မရဘူးအသက်ရှင်နေတေကြတာပဲအဲ့ဒါကြောင့်ခရစ်တော်ကနေသူဒီအတည်သက်ချင်းကိုခံမဲ့၃ရက်မြောက်နေ့၌ရှင်ပြန်ထားမြောက်မယ်ဆိုတဲ့အရာဟာသူ့ရဲ့တပည့်တော်တွေစီမှာလုံးဝကိုမယုံကြည်နိုင်ကြဘူးအဲ့ဒါကြောင့်ပဲခရစ်တော်ဒီယေဘရဟိမင်းကြီးဖာရိရှဲတို့တွေကနေသူ့ကိုဖန်ဆီးပြီးမှတရားစီရင်ဖို့အတွက်ခေါ်သွားတဲ့အခါမှာသူ့ရဲ့တပည့်တော်အားလုံးကနေသူ့ကိုဆွန့်ပစ်ကြတယ်ရှင်ပေတရုတယောက်သားလင်းအဝေးနဲ့သူလိုက်ပြီးမှသူတို့တရားစီရင်တဲ့နေရာယေဘရဟိမင်းကြီးရဲ့နေရာသူလိုက်သွားခဲ့တယ်ဒါပေမဲ့သူလိုက်သွားပြီးမှသူကခရစ်တော်ဒီသူမတိကြောင်းခရစ်တော်နဲ့သူမဆိုင်ကြောင်းသူ၃ခါကြိမ်ငင်းပယ်ခဲ့တယ်၃ခါမြောက်မှာဆိုလို့ရှိရင်တော့ကြိမ်ပြီးမှဘုရားဆိုဒီလူကိုငါလုံးဝမတိဘူးဆိုပြီးမှပေတရုကနေခရစ်တော်ကိုတဲ့လင်းကြိမ်ပြီးမှငင်းပယ်ခဲ့တာကိုတွေ့ရတယ်ဘာဖြစ်လဲဆိုတော့လူအနေနဲ့ယေရှုရဲ့လုပ်ရက်တွေပြုမှုခြင်းတွေအောဖွယ်အများကြီးသူတို့တွေ့ရတယ်ဒါပေမဲ့လူရဲ့သဘောတဘာဝအနေနဲ့ရှင်ပြန်ထားမြောက်မယ်ဆိုတဲ့အရာကိုသူတို့မယုံနိုင်လို့အဲ့လိုဆွန့်ပစ်ပြီးမှညှင်းပယ်ကြတာကိုဒီမှာတည်တည်ချာချာကျွန်တော်တွေ့ရတယ်အဲ့လိုနဲ့ယေရှုခရစ်တော်ကိုလက်ဝါးကားတိုင်းပေါ်မှာတက်တဲ့ခါမှာကျန်တဲ့ပုဂ္ဂိုလ်တွေဖာရိဆဲတွေကနေခရစ်တော်ပြောဘူးတဲ့အရာသူ၃ရက်မြောက်နေ့၌ရှင်ပြန်ထားမြောက်မယ်ဆိုတာသူတို့မှတ်မိတယ်အဲ့ဒါကြောင့်ပြည်လက်မင်းစီမှာသွားပြီးမှသူဒီ၃ရက်မြောက်နေ့၌ရှင်ပြန်ထားမြောက်မယ်လို့သူပြောဖို့တာကြားတယ်အဲ့ဒါကြောင့်သူ့ရဲ့တင်းချိုင်းကိုဆောင်းဖို့ရန်အတွက်အခွင့်တောင်းလိုက်တယ်ဘာဖြစ်လို့ဆိုတော့တပည့်တော်တွေကနေသူ့ရဲ့အလောင်းကိုခူးပြီးမှရှင်ပြန်ထားမြောက်တယ်ဆိုပြီးမှတရားတွေဖြတ်မှာဆိုလို့ဘာဖြစ်လို့ဆိုသူဟာအခုချိန်မှာသူ့ရဲ့စကားသူအသက်ရှင်တဲ့အချိန်ကသူပြုတ်ခဲ့တာထက်သူရှင်ပြန်ထားမြောက်တဲ့အချိန်မှာပြုတ်မဲ့အရာဟာပူပြီးတော့ကြီးမားလိမ့်မယ်အဲ့ဒါကြောင့်သူ့ရဲ့အလောင်းကိုတပည့်တော်တွေကနေမခူးဖို့ရန်အတွက်အဆောင်ကိုထားပေးပါဆိုပြီးမှအခွင့်တောင်းတဲ့အခါမှာပြည်လက်မင်းကြီးကနေတင်းတို့မှာရှိတဲ့အဆောင်အနေနဲ့ဆောင်းခိုင်းပါဆိုပြီးမှသူခွင့်ပေးတယ်အဲ့ဒါနဲ့ယေဘရဟိမင်းကြီးကနေအဲ့ဒီမှာအဆောင်ထားပြီးမှတစိ့ခတ်ပြီးမှအလုံးကျုံစွာခရစ်တော်ရဲ့တင်းချိုင်းကိုဆောင်းကြတယ်ဆိုတာကိုကျမ်းစာရသိရတယ်ဒါဆိုရင်ခရစ်တော်တကယ်ရှင်ပြန်ထားမြောက်သလားဆိုတာကိုကျွန်တော်ပြန်ပြီးတော့ကြည့်ရအောင်ရှင်မသက်ခရစ်ဝင်ခန်းကြီး28မှာခရစ်တော်ဒီတကယ်ကိုရှင်ပြန်ထားမြောက်တာကိုကျွန်တော်အဲ့ဒီမှာတွေ့ရတာကျွန်တော်ဖတ်ပြပါမယ်အိုပုံနဲ့လွန်9ရက်တွင်ပထမနေ့ရက်မိုးလင်းအဆင်းရဲချိန်၌မဂဒလေးမာရီနှင့်အခြားသောမာရီသည်တင်းချိုင်းတော်သို့အကြည့်ရှုသွားကြ၏ထိုအခါမေကြီးသည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍ဒုံဝ၌ပိတ်သောကြောက်ကိုလှိမ့်လှန်ပြီးလျှင်ထိုကြောက်ပေါ်မှထိုင်နေ၏သူ၏မျက်နှာသည်လျှစ်စစ်ကဲ့သို့ထင်၏အဝတ်သည်လည်းမူပွင့်ကဲ့သို့ဖြူ၏လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍တေမတက်ဖြစ်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လက်ဝါးကားတိုင်းမှာတက်သောယေရှုကိုတင်တို့ရှာကြသည်ကိုငါသိ၏ဤအရ၌မရှိမိန့်တော်မူသည့်အတိုင်းထားမြောက်တော်မူပြီးလာကြသခင်လောင်းတော်မူရာအရက်ကိုကြည်ကြလော့အလျံမြန်ပြန်သွား၍တေချင်းမှထားမြောက်တော်မူကြောင်းကိုတပည့်တော်တို့အားပြောကြလော့တင်တို့ရှိဂါလိလဲပြည်သို့ကြွတော်မူမည်သူပြည်၌တင်တို့သည်ကိုရောကိုတွေ့မြင်ရကြလိမ့်မည်ဟုငါပြောပြီးဟုမိမာတို့အားကောင်းကင်တမန်ဆို၏
ကျွန်တော်ဒီနေရာမှာခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကျွန်တော်တေချာစွာသိရတယ်။မင်္ဂလင်လှုပ်ပြီးမှကောင်းကင်တမန်နဲ့ယေရှုခရစ်တကြူတဲ့တင်းချိုင်းအဝကြောက်တုံးကြီးကိုလှိမ့်လာတယ်။ခရစ်တော်အဲ့ဒီမှာမရှိတော့ဘူး။ရှင်ပြန်ထမြောက်ပြီးဆိုတဲ့ဥစ္စာကိုတရင်ကိုပထမဦးစွာကြားရတဲ့သူတွေဟာဆိုလို့ရှိရင်အမျိုးသမီးတွေဖြစ်တယ်။ပြီးလို့ရှိရင်ခရစ်တော်ထမြောက်ကြောင်းကိုအမျိုးသမီးတွေစီမှာပဲဆက်ပြီးတော့ဆင့်ပြောဖို့ရအတွက်အမှားစကားလေးဒီနေရာမှာတွေ့ရတယ်။ယူရလူတွေရဲ့ထုံးစံမှာဆိုလို့ရှိရင်တက်တဲ့အနေနဲ့တခုခုပြမယ်ဆိုလို့ရှိရင်လူယောက်ျားလေးတွေသူတို့ရဲ့အတိုင်းဝဲမှာအားကိုးတဲ့လူတွေကနေပဲပြောလက်ရှိတယ်။မိန်းမတွေဆိုလို့ရှိရင်ခိုင်လုံတဲ့တည်အထောက်အထားဒါမှမဟုတ်ရင်တက်တဲ့ခံဖို့ရန်အတွက်သုံးလို့မရှိဘူးသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ထုံးစံဒလဲထုံးစံနဲ့စัจจิဖက်ဖြစ်နေတဲ့မင်းလဲတွေအားဖြင့်ခရစ်တော်ဒီရှင်ပြန်ထမြောက်တယ်ဆိုတဲ့ဥစ္စာဟာတကယ်ထူးဆန်းတဲ့အရာဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာမထူးဆန်းတာပါလဲဆိုတော့တကယ်ယေရှုခရစ်ဟာဒီချင်းရနဲ့ထမြောက်သောကြောင့်လည်းဖြစ်တယ်တကယ်လို့များတပည့်တော်တွေကနေမထားမြောက်တဲ့အရာကိုထားမြောက်တယ်ဆိုပြီးမှသူတက်တယ်ထူချင်တယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေပဲတုံးမယ်။ဘာဖြစ်လို့သူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ခက်မှာအတုံးပြုတဲ့တက်တယ်ခံချက်ဟာဆိုရင်ယောက်ျားလေးတွေဆရာနဲ့ထွက်လာတာဖြစ်တယ်။အမျိုးသမီးတွေအတုံးပြုခြင်းဟာဆိုလို့ရှိရင်သူတို့ဟာတက်တယ်ထူခြင်းမဟုတ်ဘူး။တကယ့်ကိုယေရှုဟာဒီချင်းရနဲ့ရှင်ပြန်ထားမြောက်တယ်ဆိုတာကိုမှန်ကန်တယ်ဆိုတဲ့ဥစ္စာကိုဖော်ပြဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိမှတ်ဖို့ဖြစ်တယ်။ဒုတိယအနေနဲ့ကျွန်တော်တို့ယေဘရဟိတွေကနေထားတဲ့အဆောင်တွေရဲ့တက်တေခံချက်ဟာလည်းတွေ့ရတယ်။ရှမသက်ခရစ်ဝင်ခန်းကြီး28အငယ်7နဲ့15မှာထိုမိန်းမတို့သည်တွားကြဆင်အခါလူအဆောင်အချို့တို့သည်မြို့ထဲသို့ဝင်၍ဖြစ်လေသမျှသောအချင်းအရာတို့ကိုယေဘရဟိအကြီးတို့အားပြန်ကြားကြ၏။ယေဘရဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည်ဆူဝဲ၍တိုင်ပင်ပြီးမှစစ်တီရဲတို့အားငွေအများကိုပေး၍ညအခါငါတို့အိပ်ပျော်စဉ်တွင်ထူသူ၏တပည့်တို့သည်လာ၍အလောင်းကိုခူးတွားကြသည်ဟုတင်တို့ပြောကြလော့ထိုအကြောင်းကိုမြစ်ဝဲမင်းကြားပြန်လျင်ငါတို့သည်သူ့ကိုဖြောင်းဖျ၍တင်တို့၌အမှုမရှိစေခြင်းဟာပြုမည်ဟုတွင်တင်သည်နှင့်ငီစစ်တီရဲတို့သည်ငွေကိုယူ၍ပြုကြ၏ဆိုတော့အဲ့ဒီမှာသူတို့ရဲ့အဆောင်တက်တွေအားဖြင့်ယေရှုသည်အမှန်ကန်တေချာနဲ့ရှင်ပြန်ထားမြောက်တယ်ဆိုတာကိုသူတို့သိတယ်အမှန်တရားကိုသူတို့ကနေသိရတာနဲ့သူတို့ကဘာသာရေးမှာဥဆောင်တဲ့လူတွေအကြည့်အကဲတွေဖြစ်တဲ့အတွက်ကြောင့်ဒါတော်ဘုရားသခင်ယေရှုခရစ်မှန်ကန်ကြောင်းကိုသိရတာနဲ့သူတို့ကဇွတ်ပြီးမှငင်းပေတာကိုဒီမှာတွေ့ရတယ်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုဖုံးကွယ်ဖို့ရန်အတွက်ငွေကိုအသုံးပြုပြီးမှဒီစစ်တရေတွေကိုလိန်ဖို့ရန်အတွက်သူတို့ကနေဖန်တီးလိုက်တယ်နောက်ဆုံးမှာကျွန်တော်တို့တကယ်ယေရှုခရစ်ဟာတေချာနဲ့ရှင်ပြန်ထမြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေရှိကိုရှိရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပထမဦးစွာအမျိုးသမီးတွေကနေယေရှုခရစ်ကိုသူတို့ကိုယ်တိုင်မြင်တွေ့တာကိုကျမ်းစာရတွေ့ရတယ်ပြီးတော့တပည့်တော်တွေကနေလဲတွေ့ပြီးမှသူတို့နဲ့အတူတူထမင်းစားကြတယ်ဆိုတော့ယေရှုခရစ်တေချင်းကနေသူရှင်ပြန်ထမြောက်တဲ့နောက်ပိုင်းမှာခရစ်တော်ကိုမျက်မြင်သက်သေတွေ့တဲ့လူတွေအများကြီးရှိတယ်အဲ့ဒါကြောင့်ရှင်ပေါလုကနေဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးမှကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး15မှာပြည့်စုံသူရည်သားထားတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ယေရှုခရစ်ကိုသူရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာလူပေါင်း900ကျော်ကနေယေရှုကိုမြင်နေဆိုတာကိုအဲ့ဒီမှာတင်ပြသွားတာဖြစ်တယ်။သူဒီကောရိန္သုဩဝါဒစာရေးတဲ့ချိန်မှာ AD 90-80လောက်ရှိပြီ။အဲ့ဒီချိန်မှာယေရှုကိုကိုယ်တိုင်မျက်မြင်
မြင်တဲ့လူတွေအခုချိန်ထိအသက်ရှင်သေးတယ်ဆိုတာကိုလည်းသူကတင်ပြသွားတာအဲ့ဒါကြောင့်ယေရှုခရစ်ဟာတကယ့်ကိုလူရဲ့ကိုယ်ခန္ဓာအားဖြင့်ရှင်ပြန်ထမြောက်တယ်ပြီးလို့ရှိရင်မျက်မြင်သက်သေတွေအများကြီးရှိတာကိုလည်းကျွန်တော်တို့ကျမ်းစာအရသိရတယ်သူ့ရဲ့တပည့်တော်စတီဖန်ဆိုလို့ရှိရင်သူကိုယ်တိုင်လက်နဲ့ယေရှုရဲ့ကိုယ်ခန္ဓာတန်ဆူရိုက်ထားတဲ့သူ့ရဲ့လက်ခြေထောက်သူ့ရဲ့နဘေးမှာလှန်တာနဲ့ထူရတဲ့အနာတွေကိုသူလက်နဲ့ဆန်းစစ်ပြီးမှသူယုံကြည်မယ်လို့သူပြောတဲ့လူဟာခရစ်တော်ကနေစတီဖန်ရဲ့အလိုဆန္ဒအတိုင်းပဲသက်သေပြခဲ့တယ်အဲဒါကြောင့်ဒီနေ့မှာခရစ်တော်ဒီတကယ်ရှင်ပြန်ထမြောက်တယ်ဆိုတာကိုကျမ်းစာအရပြီးလို့ရှိရင်ကျွန်တော်ရဲ့တမိုင်းအရထင်ရှားနေတာကိုလည်းကျွန်တော်ထပ်ပြီးတော့ပြောချင်တယ်ဟုတ်ပြီဒီမှာကျွန်တော်တို့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်အတွက်ဘာအကျိုးရှိတယ်လဲယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကြောင့်လောကသားတွေရဲ့နှုတ်ဆုံးရန်သူဖြစ်တဲ့ဒေချင်းကိုသူကအောင်မြင်ခဲ့တယ်ဒေချင်းရဲ့တကူကိုအဆုံးသတ်စေတယ်ဆိုတာကိုပထမဦးစွာပြောချင်တယ်ရှင်ပေါလုကနေတေတေချာချာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကိုရင်တို့ဩဝါဒစာပထမစာဆောင်အခန်းကြီး15မှာကျွန်တော်တို့အတွက်ဘာတွေအကျိုးအဆက်ရှိတယ်လဲဆိုတဲ့စာကိုတင်ပြရမှာဖြစ်ပါတယ်အဲ့ဒီမှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်အပြည့်ရဲ့တကူဖြစ်တဲ့တေချင်းအဲ့ဒါကိုအဆုံးသတ်စေတယ်အောင်မြင်ခဲ့တယ်ဆိုတာကိုကျွန်တော်ပထမအဆုံးအချက်နဲ့ကျွန်တော်ပြောပြချင်တာဖြစ်တယ်ကျွန်တော်တို့ဒီလောကမှာကျွန်တော်ဘာသာရေးတိုင်းကျွန်တော်ကြည့်မြင်ဆိုလို့ရှိရင်အာဒါနဲ့စပြီးမှလူလောကမှာအသက်ရှင်မွေးဖွားလာတဲ့လူတွေကြားထဲမှာခရစ်တော်တူတီးတာလျင်တေချင်းကိုအောင်မြင်ပြီးမှရှင်ပြန်ထမြောက်တာရှိတယ်အဲ့ဒါကြောင့်သူကာပဲဒီတေချင်းကိုအောင်မြင်တယ်လို့ပထမအဆုံးကျွန်တော်သက်သေထူတာဖြစ်ပါတယ်အဲဒါကြောင့်ရှင်ပေါလုကနေတိကောအခန်းကြီး55မှာအိုတေမင်းဒီလက်နက်ဒီအဘေမှာရှိသနီအိုမရဏနိုင်ငံဒီအောင်ချင်းဒီအဘေမှာရှိသနီလို့သူကပြောခဲ့တယ်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ချင်းခွင့်ကိုပေးတော်မူသောဘုရားသခင်၏ကျေးဇူးတော်သည်ကြီးလှစွာတကားလို့အဲ့ဒီမှာရှင်ပေါလုကနေရေးထားတာအဲ့ဒါကြောင့်ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျွန်တော်တို့ဒီဒေချင်းကိုအောင်မြင်တော်သူဖြစ်စေတယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ယေရှုဒီဒေချင်းကိုအောင်မြင်ပြီးမှရှင်ပြန်ထမြောက်တဲ့အတွက်ကြောင့်ယေရှုသားလျှင်အသက်ပေးနိုင်တော်သူဖြစ်သည်ဆိုတာကိုကျွန်တော်တို့အခန်းငယ်55မှာကျွန်တော်မြင်ရတာဖြစ်တယ်ခုနကျွန်တော်ပြောသလိုအာရန်ကနေစပြီးမှဤလောကမှာရှိတဲ့လူသားတွေအားလုံးကြုံတွေ့တာဟာဒေချင်းဖြစ်တယ်ဘယ်သူမှဒေချင်းကိုအောင်ပြီးမှရှင်ပြန်ထမြောက်တာကျွန်တော်မတွေ့ခဲ့ဘူးယေရှုသားလျှင်ဒေချင်းကိုအောင်မြင်သောကြောင့်သူသားလျှင်သာရအသက်ပေးနေတော်သူဆိုပြီးမှတိကောအခန်းကြီး15အငယ်55မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်အာရန်ကနေဒီလောကသို့အပြစ်ကြောင့်တေချင်းရောက်လာတယ်အဲ့ဒါကြောင့်လူတွေအားလုံးဟာတေချင်းကြုံတွေ့ရတယ်လို့လာပါတယ်ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်တေချင်းကိုအောင်မြင်သောကြောင့်သူသည်အသက်ပေးတော်သူဖြစ်သည်ဆိုပြီးမှအဲ့ဒီကျမ်းထဲမှာလာပါတယ်အဲ့ဒါကြောင့်ယေရှုသားလျှင်သာရအသက်ပေးပိုင်တော်သူဖြစ်တယ်ဆိုတာကိုကြည်ကျမ်းစာအရတွေ့ရတယ်ဒါတည်းအနေနဲ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေရဲ့ယုံကြည်ခြင်းအခြေခံအုတ်မြင့်ဟာဆိုလို့ရှိရင်ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းပေါ်မှာတည်တယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်ဒီကောခန်းကြီး15မှာပဲအငယ်7နဲ့18ထိပြီးလို့ရှိရင်ရှမသက်ခန်းကြီး16ကျွန်တော်တို့အခြေပြုကျမ်းဖြစ်တဲ့နေရာမှာလဲယေရှုခရစ်ကိုယ်တိုင်နဲ့ပြောတဲ့အရာတွေဖြစ်တယ်ဤကြောက်ပေါ်မှာငါအသင်းကိုတည်ဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံ၏တကားတို့သည်မနိုင်ရာကောင်းကင်နိုင်ငံ၏တော့ကိုလည်းတင်အားငါပေးမည်တင်ဒီမြေကြီးပေါ်မှာခြေနှောင်သမျှသည်ကောင်းကင်ဘုံ၌ခြေနှောင်လျက်ရှိမည်မြေကြီးပေါ်မှာဖြေလွှတ်သမျှသည်ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့်မည်ဟုမိန့်တော်မူပြီးလျှင်လာပါတယ်အဲ့ဒီမှာ
ယေရှုခရစ်နဲ့ဒီသူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်အတင်းတော်ကိုတည်ထောင်ပြီးမှမရဏနိုင်ငံကနေတောင်မှနိုင်မှာမဟုတ်ဘူးလို့သူပြောခဲ့တဲ့အရာဖြစ်တယ်။ထို့အတူပဲဓမ္မတော်ကျမ်းထဲမှာတွေ့တဲ့ရှင်ပီတရုကနေပထမအိုးဆုံးသူတရားဟောတဲ့ခါမှာသူဘာပြောလဲဆိုတော့ယေရှုခရစ်လက်ဝါးကားတိုင်းမှာသူတည်ခြင်းအကြောင်းနဲ့သုံးရက်မြောက်မှာရှင်ပြန်ထမြောက်တဲ့အကြောင်းကိုသူစပြီးတော့ဟောတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့ခုနပြောတာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့ယုံကြည်သူတွေခရိယန်တွေရဲ့ယုံကြည်ခြင်းအခြေခံဥမည်ဖြစ်တယ်။အစဖြစ်တယ်။သူတို့ရဲ့အသင်းတော်ရဲ့အုတ်တတိုင်းဖြစ်တယ်။အဲ့ဒီပေါ်မှာတည်တာဖြစ်တယ်။ယေရှုခရစ်မတည်ခင်မှာသူ့ရဲ့တပည့်တော်တွေကနေအားလုံးကနေဆွန့်ပစ်ကြတယ်မယုံနိုင်ကြဘူးဒါပေမဲ့ယေရှုခရစ်ရှင်ပြန်ထမြောက်တဲ့ဟာကိုသူတို့ကိုယ်တိုင်တက်တဲ့လက်တွေ့မြင်တဲ့ခါကြတော့ကျွန်တော်တို့တမန်ရယေရှုရဲ့နောက်လိုက်တပည့်တော်တွေဟာဆိုလို့ရှိရင်အသက်ပေးပြီးမှယေရှုခရစ်ရဲ့နှုတ်ကပတ်တော်ဒီတရားအတွက်သူတို့အသက်ပေးကြတယ်ဆိုတာကိုကျွန်တော်တို့တမန်ရတွေ့ရတယ်ဆိုလိုတာဟာဥပမာယေရှုခရစ်ကိုမတည်ဘူးဆိုလို့ရှိရင်ဘယ်သူမှအသက်ပေးရမှာမဟုတ်ဘူးယေရှုခရစ်ထားမြောက်ခြင်းမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့တပည့်တော်တွေသူတို့အသက်ပေးလောက်အောင်ဒီအရာကိုသူတို့ပြောရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ယေရှုခရစ်မတည်ခင်မှာသူတို့ဆွန့်ပစ်ထားပေမဲ့လည်းယေရှုခရစ်အသက်ရှင်ကြောင်းရှင်ပြန်ထမြောက်ကြောင်းကိုသူတို့တည်ပြီးမှသူတို့လက်တွေ့မြင်တဲ့အတွက်ကြောင့်သူတို့ဟာအသက်ဆွန့်ပြီးမှယေရှုခရစ်အကြောင်းကိုသူတို့ကနေတက်တဲ့ခံပြီးတော့ဝင်ခတာဖြစ်တယ်ထို့တူပဲရှင်ပေါလုကနေယေရှုခရစ်တာလျှင်ရှင်ပြန်ထမြောက်မှုမရှိကြရင်ကျွန်တော်တို့ယုံကြည်ခြင်းဟာအလကားဖြစ်မယ်ကျွန်တော်ပြောဆိုခြင်းဟာလည်းအလကားဖြစ်သွားမယ်အကျူးမေးလိုက်မယ်ပြီးလို့ရှိရင်ယေရှုခရစ်တာလျှင်မထမြောက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ခရိယန်ဒီဟာတနာစရာကောင်းဆုံးလူတွေဖြစ်မယ်လို့သူပြောသွားတယ်ဆိုလိုတာဟာကျွန်တော်တို့ယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ပဲကျွန်တော်ဒီနေ့ကျွန်တော်ယုံကြည်ခြင်းဟာလည်းအကျိုးရှိတာဖြစ်တယ်ကျွန်တော်တို့ဟောပြောခြင်းဟာလည်းအကျိုးရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ပြီးလို့ရှိရင်ကဘာဆုံးနိုင်အောင်ခရစ်တော်ရဲ့တည်ခြင်းကိုအောင်မြင်တဲ့ထမြောက်ခြင်းအကြောင်းကိုဟောကြားဖို့ရန်အတွက်ဒီယုံကြည်ခြင်းဟာလိုအပ်တယ်အဲ့ဒါကြောင့်လေခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာအဓိကအရာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်စရုထမြောက်မှာခရစ်တော်ဒီကိုခန္ဓာအားဖြင့်သူရှင်ပြန်ထမြောက်ခြင်းဒီအူတီတော့အတီးဆိုပြီးမှတိကော15:20မှာတွေ့ရတယ်ဒီအူတီတော့အတီးဆိုတဲ့စကားလုံးဟာဆိုလို့ရှိရင်တိဏ္ဍဆက်ပြုရေးနဲ့ပတ်သက်တဲ့စကားလုံးဖြစ်ပါတယ်ဥပမာအားဖြင့်လေယာတောထဲမှာတင်းဟာနေဆိုင်တဲ့ခါမှာအူတီတော့အတီးကိုပထမဦးစွာသူတို့ကြည့်ကြတယ်အူတီတော့အတီးကောင်းလို့ရှိရင်နောက်လာမဲ့တင်းဟာနေအူတီတော့အတီးရဲ့ပမာဏအကြီးအသွဲကိုကြည့်ပြီးမှနောက်လာမဲ့အတီးတီးလာမဲ့အရာတွေကိုကြူပြီးမှတီးလို့ရတာဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာယေရှုခရစ်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုခန္ဓာအပြင်ရှင်ပြန်ထမြောက်ခြင်းဟာအူတီတော့တီးလို့သူကပြောသွားတာဖြစ်တယ်ဆိုလိုတာဟာခရစ်တော်ကိုယုံကြည်သောသူမှန်သမျှသည်ယေရှုလိုမပုတ်တူးနိုင်သော